ကဲပြီးနေပြန်လို့အာသမီတီတစ်လုံးကိုမတုံးနေတော့မလားအာသမီတီတစ်လုံးကိုသုံးမဲ့စားဒီမှာပါဝါဘန်းလေးတစ်လုံးကိုထပ်လိုက်ပါနော်ပါဝါဘန်းလေးနဲ့ဆိုလို့ရှိရင်ဒီလိုမီပါဝါဘန်းမီလုံးလေးနဲ့ဒီလိုလဲသုံးလို့ရတယ်ဒါလေးကပါဝါဘန်းမီလုံးလေးကဲဖုန်းလေးလည်းအားသွင်းလို့ရပါသေးတယ်ဒီမှာဖုန်းလေးလည်းအားသွင်းလို့ရတယ်ဖုန်းရဲ့ပြတ်မသွားဘူးပေါ့နော်ခလေးရှိရဲ့လူတွေဆိုလုံးဝကြော်မသွားပါနဲ့ရှင်ခလေးရှိအားလေးတစ်ခုကအရင်ရေးကြည့်ပါရဲ့နော်တကယ်လို့တကယ်လို့ဖုန်းအားမသွင်းချင်ဘူးဆိုလို့ရှိရင်လည်းပဲဒီမှာပန်ကာလေးနဲ့ညာအိတ်တော့မဲဆိုလို့ရှိရင်လည်းဒီပန်ကာလေးနဲ့သုံးလို့ရပါတယ်โอเคဒါလေးကတော့ပန်ကာလေးပါဒီမှာ1 2 3နဲ့ဖွင့်ပြပါမယ်ရှယ်ပြင်းအေးရေးလည်းပြည့်စရာမလိုတော့ဘူးမီးတွက်လည်းပူစရာမလိုတော့လုံးကျုံစိတ်ချရတဲ့မီးလည်းပူစရာမလိုတော့ဘူးပန်ကာလည်းပူစရာမလိုတော့ဘူးအခုဒီလိုမျိုးဖုန်းတစ်လုံးလည်းပူစရာမလိုတော့ဘူးပေါ့နော်ဒီကြားထဲမှာ Wi-Fi set တွေမှာလည်းပဲသုံးလို့ရပါတယ် MB ရပေါ်မှာမူတည်ပြီးတော့ Wi-Fi set တွေမှာသုံးလို့ရပါတယ်ကဲခုလိုပဲအစုံသုံးလို့ရတယ်ပါဝါဘန်းလေးတစ်လုံးကို Eversmile မှာ20% discount ချထားပြီမလို့အမြဲဆုံးလာဝယ်ဖို့စိတ်ချရမယ်နော်ကဲပေါ်ပေါ်ပဲပဲတွေကိုချပေးကြတာမဟုတ်ပါဘူးအာမခံ6လတစ်နှစ်ပါတယ်ပစ္စည်း quality ကောင်းတဲ့ပစ္စည်းလေးတွေကိုဒီမလေးတို့ Eversmile မှာအာမခံကပ်ပြားနဲ့တကွာရောင်းချပေးနေပြီမလို့မြင်လာမှမြင်တယ်မယ်မကုန်ခင်တော့လာဖို့လိုတယ်နော်ကဲသူကြီးမင်းတို့အိမ်မှာပြတ်တောက်သွားမယ်မီးရဲ့အတွက်ကို Eversmile မှာ power bank လေးတစ်လုံးလာဝယ်လိုက်ကြစို့ကျေးဇူးပါ